ခင်ဗျကိုရှိပါတယ်အခုလေးကကျတော့ပထမဖတ်ထူဗီဒီယိုမှာတော့ကျတော့ Roblox မစော့တာကြားပြီလို့အားလုံးပြောခဲ့တော့ပါပေါ့နော်စစ်တိုက်တဲ့ဂိမ်းတစ်ခုစော့နေတယ်လို့အားလုံးပြောခဲ့ပူပါတယ်ဟုတ်ကဲ့အဲ့ကစစ်တိုက်ဂိမ်းလည်းဒီဂိမ်းပေါ့နော်မိုဘိုင်းကြီးကျလို့ပဲ9ယောက်စော့ပါတယ်ဆိုတော့မိုဘိုင်းကြီးကျတော့မခတ်ဘူးပေါ့နော်level ကျွန်တော်စော့ရတော့ level 9ရောက်သွားပြီးတော့စုရတယ်ပြောတော့ရရှိသွားပြီဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒါကဒီပါကျွန်တော်ဒါတော့အကောင့်တွေပါရေးဟိုဖြစ်ချင်လို့ရှိရပါအကောင့်တွေလဲချင် enemy တွေလဲချင်ဆိုတော့ဒီ DECK dash ဆိုတဲ့ထဲဝေးပါအမကောက်တွေအများစွာရှိပါတယ်လဲကြည့်တဲ့ကောက်လဲလို့ရကိုကျွန်တော်ဒီကောက်တွေလည်းပဲဆက်ပြီး fight ပဲကောက်တွေပဲ sub fight ပဲโอเคကိုဘက်တီးရပါကောက်တွေလာပဲဆိုတော့ကျွန်တော်တီးဘူးခုတော့ play ဆိုရတာတိတ်ပါပဲခဏစောက်ပေးရပါတယ်ခဏအဲ့လိုမျိုးပြောပါခဏလေးစောက်ပေးရပါနော်ခဏစောက်ပေးပါပြောပြလိုက်ပါပဲဟိုဘက်တည်းဟာဒီပါရီ what the fuck sorry ကြပါချစ်ဒီစနေဒါဟာဘယ်သူမှမတတ်ပဲကျွန်တော်ပဲကျွန်တော်တည်တယ် what the fuckတော်တယ်ငါဘက်ကလေးတော်အဲ့လောက်တော်မှန်လို့မထေထားခဲ့โอเคဆက်ပြီးကြိုးစားတယ် fighting okay ပတ်ရည်တယ်ပတ်shit yeah bây giờ what the fuckဟုတ်တာပဲဘယ်ရောက်လာအမျိုးကြီးပဲနော်စမောကအဖော်တဲ့ကြောက်တိုက်တာအမျိုးကြီးရတယ်အော်ကောက်ကြီးရတဲ့ feel ဘောကနေမတော်ကိုယောဂအားလုံးကကြောက်အောင်မှာကြောကထေကိုဆုံးမှာစမောကဒီကိစ္စလို့ဘောကောက်ဆိုလို့လောကိုကြတာဘာလို့ပြောမလဲမသိပါဘူးမိလည်းမပြီးဟုတ်တယ်ပေါ့ပြရတော့မှာလားရှေ့တာပဲကောင်ပါအဲ့ကောင်မှမတူလည်းငါမဟုတ်လားဘာပြောမလဲမသိတရားဆိုအဲ့လိုဘူးထားတယ်စမောကြောကဒီကလာကျမတို့နိုင်ပါတော့မယ်ကြီးသူက3ခုရှိပါတယ်ကျမတို့စီရောက်ပြီဆိုတော့နိုင်ပါပြီပြောကျမ easy ပဲဘယ်သူတက် easy ဖြစ်တော့ရလွယ်လားတော့ပါတယ်အဲ့ကိစ္စကြည့်လို့ရှိရင်ပြောပါကျွန်တော်နာမည်ပေးပါမယ်အဲ့ကိနာမည်ပေးပါမယ်စောကြည့်တဲ့လူပြောခဲ့ပါအဲ့တော့ဒီနေ့တပွဲပဲဆော့ပြရတော့နောက်ခါချော4-5-6ပွဲဆော့ပြပါမယ်မလေးရပါတယ်မိဟယ်လိုဘိုင်သူကမဆော့ကြအကောက်ရပေးရတယ်ဆော့ကြအကောက်ရကျွန်တော်ကဒီကောက်ပါပြပေးပဲစီဆော့စလေရပါတယ်စပါဒီပါရှိလားမသိခက်ရီပြပြောင်းမရှိလို့ဒီပါလေဘယ်ပါရှိရမလဲရဲပါရှိရတော့ပြောင်းတော့ပါတပါးလို့ဟုတ်ကဲ့ပါဒါလည်းကျမကဒီကောက်ပါရုပ်ခဲ့ဒါ
အကောင့်တွေပြောင်းလို့ရတယ်ပြောင်းတော့အားလုံးပဲဘိုင်ဘိုင်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်